တော့မှာလား Okay Amen let's go Okay let's go အိတ်လိုက်ပါပြီဒီများနဲ့တော့ကျင်းလဲနိုင်ဘူးကွာကျင်းလမ်းခွဲပြီးမှတီးလိုက်ရတာပါဆက်သွားမယ်ဆက်ဆောင်မယ်let's go let's go let's go ခွေးပေါင်းကွာလာနေပြီလာခွေးပေါင်းလေးဆောက်မယ်ပြီးရင်ဒီလို Okay ဟောင်းနေပြီအဲ့ဆက်သွားမယ်တော့ဒီဘက်မှာလည်းအဲ့လိုလုပ်မယ်ဒီမှာဟိုဘက်မှာဆောက်လိုက်အောင်အဲ့ဒါ let's go ဒီဘက်မှာဆောက်လိုက်မယ် Okay ကျွန်တော်ဒီဘက်ချမ်းပြီးသွားပြီနော်ဒီဘက်ချမ်းရဲ့ဒီနှစ်ဖက်စလုံးကျွန်တော်ဆောက်လိုက် Okay ကျွန်တော်ဒီဘက်ကဟိုဘက်ကပြီးသွားပြီနောက်ထပ်ဒီဘက်ကဆောက်မယ် let's go Okay ကျွန်တော်ဒီဘက်ကပြီးသွားပြီနောက်ထပ်ဟိုဘက်ထပ်ဆောက်လိုက်အောင်ကျွန်တော်ဒီဘက်ကပြီးသွားပြီကျွန်တော်ညမောင်းတော့အိတ်တော့ let's go အိမ်မဖို့လို့လေဆိုမနေ့ကျရင်ပြန်တွေ့ပါမယ်မနေ့ကျဆိုဒီ Minecraft ထဲကမနေ့ပြောတာနော် Okay မနေ့ကိုတော့ရောက်လာပြီကျွန်တော်ခုမှအဲ့လေးကတော်ရုံလုံးပေါ်နေပြီ let's go ဆက်လိုက်ရအောင်ကျွန်တော်တို့ဒီဘက်ကဆောက်မယ် let's go ဆောက်လိုက်အောင်ကျွန်တော်တို့ဒီဘက်ရပါပြီအဲ့ကျွန်တော်ဒီဘက်ကိုဘာလို့ဒီနှစ်ခုဘာလို့ဒီလိုပိတ်ထားလဲဆိုတော့ကျွန်တော်တို့ကလှေကားလေးနဲ့အပေါ်ထဲတက်မဲ့ဟာလေးစောက်မှာလို့ပါ Okay ခဏလေးငါတို့ကျွန်တော်တို့လူကြီးလေးနဲ့နည်းနည်းချက်ဖို့လာအောင် Okayပြီးမှနေကားလေးကိုထပ်ပြီးတော့ craft ပြီးတော့ပြန်ပြီးတော့တက်လိုက်မယ်ထားလိုက်မယ်နော်ခုတော့ဆိုတော့ဒီမှာဒီလိုလေးပဲပြီးရင်နေကားလေးတက်ဖို့နည်းနည်းအဲ့လိုလေးဆောက်ထားလိုက်ဆောက်လိုက်အောင်ဆက်